21ရာစု AI ခေတ်ကြီးမှာစာမတက်တော့တဲ့သူတွေကစာမရေးတတ်တာမဖတ်တတ်တာမဟုတ်တော့ဘဲနဲ့သူကိုယ်တိုင် learn unlearn relearn မလုပ်တတ်တဲ့သူဆိုပြီးတော့ Alvin Toffler ကပြောထားတာရှိပါတယ်။ကိုယ့်စီမှာသင်ယူစရာတွေအများကြီးရှိသေးပါလားဆိုတာလေးကိုခေါင်းထဲကိုထည့်လိုက်ပြီးဆိုတာနဲ့ကိုယ့်ဘေးပတ်ဝန်းကျင်မှာအကုန်လုံးကအသက်တွေဖြစ်ပြီးသင်ယူစရာတွေအများကြီးဖြစ်လာပါတယ်။အဲ့တော့လိလာသင်ယူမှုတွေလုပ်နေရဆိုရင်လည်းပဲကိုယ့်ရဲ့အုံနောက်ကအမြဲတမ်းလန်းဆန်းပြီးတော့ဒီ neurons pathway တွေကအသက်တွေသူဒီဖန်တီးနေတယ်အဲ့ဒီတော့ကိုရင်ကအသုံးပြုခဲ့တဲ့ method တွေကမှန်ရဲ့လားမမှန်ဘူးလားဆိုတာကိုအမြဲတမ်းစမ်းစစ်နေရလိမ့်မယ်ပြီးတော့ဘယ်အရာတွေကများကိုသင်ယူစရာရှိသေးလဲ possibility တွေကဘာရှိသေးလဲစာသင်ခန်းထဲမှာယူလာလို့ရတဲ့ method တွေကဘာရှိသေးလဲဆိုတော့အမြဲတမ်းရှာဖွေနေရမှာဖြစ်ပြီးတော့အမြဲတမ်း growing and growing ဖြစ်နေရမှာဖြစ်ပါတယ်အဲ့တော့ဒီညမှာ Charles Darwin ပြောထားတာလည်းရှိပါတယ် survive လုပ်နိုင်တဲ့သူတွေကသူဒီ strongest အဖြစ်ဆုံးလည်းမဟုတ်ဘူး intelligent အဖြစ်ဆုံးလည်းမဟုတ်ပဲနဲ့ပြောင်းလဲမှုကိုလိုက်ပြီးတော့ adapt လုပ်နိုင်တဲ့သူကပဲ survive လုပ်တယ်လို့ပြောထားတာရှိပါတယ်ဒါကြောင့်မလို့ကိုဒီ lifelong learner ဆရာမတယောက်အနေနဲ့အမြဲတမ်းစဉ်ဆက်မပြတ်သင်ယူမှုတွေလုပ်နေပါအဲ့တော့ဆရာမတွေဒီလိုမျိုးစဉ်ဆက်မပြတ်သင်ယူနေနိုင်ဖို့အတွက်တချို့တို့ ITTN နေကျင်းပတယ် Teach to Inspire free event ကြီးကိုတချို့ဒီဆရာမတွေကိုဖိတ်ချင်ပါတယ်အဲ့တော့26ရက်နေ့ December 2025 Summit Park View မှာတချို့တို့မနက်9:00နာရီညနေ9:00နာရီထိ intensive training ကိုသင်ယူရမှာဖြစ်ပါတယ်အဲ့တော့ကိုယ့် classroom management ပြီးရင်ကို self management တွေအများကြီးသင်ယူရပြီးတော့ဒီသင်တန်းကကိုယ့်အတွက်အများကြီးလက်တွေ့ရသွားမှာဖြစ်ပါတယ်အဲ့တော့သင်တန်းကဒီညမှာ 100% free registration ဖြစ်ပါတယ်အဲ့တော့ဒီပွဲဒီတချို့တို့ in person ပွဲဖြစ်တယ်ဒါကြောင့်မလို့လူရကန့်သက်ထားတဲ့အတွက်ကြောင့်မလို့အမြန်စရင်သွင်းဖို့လိုအပ်ပါတယ်အများနဲ့သင်ယူမှုတွေလုပ်နေပြီးတော့ပို့ပြီးတော်တဲ့ဆရာမများဖြစ်လာကြပါစေတချို့တို့သင်တန်းမှာအကောင်းဆုံးတွေ့ကြပါမယ် Have a great day bye bye